ဇလန်းအစမှာတင်မင်းသမီးလေးစုချင်းဟဲတယောက်စာကြည့်ဆောင်မှာအေးလူလူစာရေးနေတော့အပြင်ကနေစူညံပွက်လော်ရိုက်ပြီးကြမ်းတမ်းတဲ့အတန်ကြီးထွက်ပေါ်လာပါတယ်။အဲ့ဒါကတော့သူမကိုအရင်ကယူဖို့စီစဉ်ထားတဲ့လူရှုပ်လူပွေရှန်ကြီးရွှမ်းပါပဲ။သူဟာမင်းသားကြီးရဲ့နန်းတော်အထိတက်လာပြီးစုချင်းဟဲထွက်ခဲ့စမ်းဆိုပြီးရိုင်းရိုင်းဆိုင်ဆိုင်လာရောက်အော်ဟဲနှောက်ယှက်နေတာပါ။ဒီလိုစူညံတန်တွေကိုကြားနေရပေမဲ့ကျမကြီးမကောင်းဘူးလို့နာမည်ကြီးနေတဲ့ကျင့်ဝင်မင်းသားကြီးကတော့ဘာမှမဖြစ်တယ်လို့ပဲပန်းပင်လေးတွေကိုအေးစစ်စစ်ကက်ကြီးနဲ့ညှက်နေပါတယ်။မင်းသမီးလေးကအပြင်မှာဒီလောက်ဆဲဆူနေတာကိုရှင်ကဘာမှမလုပ်တော့ဘူးလားလို့မေးလိုက်တဲ့အခါမင်းသားကြီးကခက်အေးပဲပြန်ဖြေပါတယ်။ကိုတော်ကလူမမာပဲတွေးထွက်တန်ယိုတွေကိုလည်းမမြင်ချင်ဘူးခွေးဟောင်တန်တွေကိုလည်းမကြားချင်ဘူးမင်းပဲအိမ်တော်ကိုစီမံခန့်ခွဲနေတာဆိုတော့မင်းစိတ်ကြိုက်တာရှင်းလိုက်တော့တဲ့မင်းသမီးလေးဟာနန်းတော်အပြင်ကိုထွက်လာပြီးရှန်ကြီးရွှမ်းကိုရင်ဆိုင်ပါတယ်ရှန်ကြီးရွှမ်းကမင်းကငါအိမ်ကိုရောက်ရမယ်သူအခုတော့တေခါနီးမင်းသားစီရောက်သွားပြီပေါ့လို့လောင်ပြောင်ပြီးသူမကိုအတင်းအဓမ္မပြန်ခေါ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့မင်းသမီးလေးကတော့နည်းနည်းမှမတုံ့လို့ပါဘူးသူမကငါဟာအခုကျင့်ဝင်မင်းသားရဲ့တရားဝင်ဇနီးမယားနန်းတွင်းရဲ့မင်းသမီးပဲမင်းရဲ့အပြုမူကလက်ရှိမင်းသားကိုစော်ကားတာပဲလို့ပြက်ပြက်တသားပြန်ပြောလိုက်ပါတယ်ရှန်ကြီးရွှမ်းကမင်းသားဆိုတာအသက်တာဝါမရှူနိုင်တဲ့အလောင်းကောင်ပဲငါကတော့မင်းကိုဒီနေ့အတင်းဆွဲခေါ်သွားမှာလို့ရန်ကားလာတဲ့အခါမှာတော့ဇက်ရှိန်ကအထွတ်ထိပ်ကိုရောက်သွားပါတယ်ဒါဆိုရင်နေမကောင်းဟန်ဆောင်နေတဲ့မင်းသားကြီးကတကယ်ပဲဒီအတိုင်းလွတ်ထားမှာလားမင်းသမီးလေးကရောသူမရဲ့ဉာဏ်ပညာနဲ့ဒီလူရုပ်မာကိုဘယ်လိုပညာပေးမလဲသူတို့နှစ်ယောက်ကြားကအပေးယူတွေကရောဘယ်လိုဆက်ဖြစ်မလဲ